တို့ရင်သွေးလေးရင်ဒီတစ်ခါပြောပြမဲ့ပုံမြင်လေးရဲ့နာမည်ကတော့ဒီနေ့တော့အပြုံးနေမရှိတော့ပါပဲဖြစ်ပါတယ်နော်ဝါဝါနဲ့ကြော်ကြော်တို့ဟာအရန်ရင်းနှီးတဲ့တငယ်ချင်းတွေပါသူတို့ဟာအတူတူပြောစရာတွေအများကြီးလုပ်ခဲ့ကြတယ်အတန်းထဲမှာရှူဝက်ချက်တွေကိုမျှဝေခဲ့ကြတယ်အိမ်အပြန်လမ်းမှာပြိုင်ပွဲတွေပြီးခဲ့ကြတယ်တူမဟာအမြဲတမ်းရွှေလန်းတက်ကြွသူပါတနေ့မှာတော့ဝါဝါဟာစာသင်ခန်းထဲကိုဖြည်းဖြည်းလေးဝင်လာတယ်တူမရဲ့ခေါင်းကငိုက်ကြနေပြီးဝမ်းနဲ့နေပုံရတယ်တယောက်ယောက်မင်းကိုဆူလိုက်တာလားလို့ကြော်ကြော်ကမေးတယ်ဝါဝါကခေါင်းခါပြတယ်တူမထိုင်ချလိုက်ပြီးမော့မကြည့်တော့ဘူးဆရာမကတူမရဲ့နာမည်ကိုခေါ်တဲ့အခါမှာလေရောက်ပါတယ်လို့ပြန်မဖြေခဲ့ဘူးဒီတခါဆရာမကအတန်ကိုပူကျဲကျဲနဲ့ဝါဝါချီလားလို့ထပ်ခေါ်လိုက်တော့မှဝါဝါကလက်ထောင်ပြခဲ့တယ်လဲချုံနာနီလားလို့တူမရဲ့ဆရာမကမေးတယ်ဝါဝါကခေါင်းခါပြတယ်တူမရဲ့ပါးပြီးနေကနီရဲနေပြီးဖျားနေပုံရတယ်နေလို့ရောကောင်းလေလားလို့ဆရာမကမေးတယ်ဝါဝါကခေါင်းငိမ်ပြပြီးဆက်လက်ပြီးမော့မကြည့်ရဲသေးဘူးဝါဝါကဘာလို့ဒီလောက်ဝမ်းနေနေရတာလဲမင်းရဲ့မောင်လေးအဆင်ပြေရဲ့လားမင်းရဲ့ခွေးလေးအဆင်ပြေရဲ့လားမင်းရဲ့အဖွားအဆင်ပြေရဲ့လားသူမရဲ့တငယ်ချင်းဒီမေးသမျှကိုဝါဝါကခေါင်းငိမ်ပြနေခဲ့တယ်ဒါပေမဲ့သူမမော့မကြည့်ခဲ့ပါဘူးကြော်ကြော်ကသူမကိုပြုံးစေချင်တယ်သူမအကြံတစ်ခုရလာတယ်သူအိတ်ထဲကနေတစ်ခုခုကိုထုတ်လိုက်တယ်ဝါဝါကိုပြဖို့အတွက်ပြေးပွားတဲ့အခါသူ့လက်ထဲကနေလွတ်ကျသွားတယ်ဝါဝါကသူမစီကိုပြန်လာတဲ့တစ်ခုခုကိုမြင်ပြီးဖမ်းလိုက်တယ်ဒါဟာကြီးမားတဲ့အစိမ်းရောင်ရပါဖွားတကောင်ထစ်နေတော့တယ်ဝါဝါရဲ့မျက်လုံးတွေကပြူးသွားတယ်ပြီးတော့သူမရဲဖို့အတဲပတ်ဆက်ကိုဖွင့်လိုက်တဲ့အခါကျမှသူမကနေကုန်ဘာလို့မပြောတာလဲဆိုတာကိုဝါဝါရဲ့တငယ်ချင်းတွေသိလိုက်ကြတယ်သူမရဲ့ရှေးသွားတွေထဲကလေးချောင်ကျုံသွားခဲ့ပြီလေပုံမြင်လေးကတော့ဒါပါပဲကွယ်ပုံမြင်လေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်နော်တိုးရင်သွေး channel လေးကို like and subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့နော်